အခုကျွန်တော်ပြောချင်တာကတော့ Vinicius ရဲ့စာချုပ်ကိစ္စပေါ့နော် Vinicius ကနောက်နှစ်ဆိုရင်စာချုပ်တက်တန်းပြည့်ပြီအဲ့ကျရင်အလွတ်ထွက်လို့ရသွားပြီအဲ့ဒါမျိုး Real Madrid ကအဖြစ်ခံမှာမဟုတ်ဘူးပေါ့နော်အဲ့ကြတော့ Vinicius ကိုရအောင်တက်တန်းတိုးမယ်အဲ့နေရာမှာပေါ့နော် Vinicius ကလည်းသူ9နှစ်ဆို9နှစ်တက်တန်းတိုးလိုက်လို့ရှင်သူ့ကိုယ်သူမပိုင်တော့ဘူးအသင်းရပဲပိုင်သွားမှာဆိုတော့သူလည်းတော်တော်စဉ်းစားတဲ့အချိန်ရောက်သွားပြီသူခုဖြစ်နေတာသူ Mbappe ရဲ့နောက်မှာ second ဖြစ်နေတာကိုမကြိုက်ဘူးသူ Mbappe နဲ့ဒန်းတူလာတာလည်းရချင်တယ် Mbappe နဲ့ဒန်းတူပဲအသင်းကိုဖြစ်စေချင်တယ်ဒါပေမဲ့တဦးချင်း individual မှာကျတော့ Mbappe ကနည်းနည်းလေးပို့ပြီးတော့တာတယ်အဲ့တော့ Real Madrid နဲ့တူစူပလာရတယ်ဆိုရင်တော့မှ voting နဲ့အားလုံးက Mbappe စီကိုပဲသွားမှာပေါ့နော်အဲ့ဒီချက်တွေလည်း Vinicius ကစဉ်းစားတယ်ပြီးတော့ Mbappe မနစ်က PSG ကနေပြောင်းလာတော့ဒီလက်မှတ်ထိုးခြင်းကိုအများကြီးရထားတယ်ပေါ့နော်အဲ့ဒါကို Vinicius ကလည်းဒီနေ့သူလက်မှတ်ထိုးခြင်းမှာအများကြီးလိုချင်တယ်ပေါ့နော်ဒါပေမဲ့ Real Madrid ကမပေးဘူးသူတို့ဒီမှာရှိပြီးသားရှင်းသွဲကစားသမားတယောက်ကအဲ့လိုပေါ့လက်မှတ်ထိုးခြင်းတောင်းတာကိုပေးလို့မရဘူးဒီလိုပေးလိုက်မယ်ဆိုရင်နောက်မှာMbappe တက်တန်းထိုးတဲ့အခါ Bellingham တက်တန်းထိုးတဲ့အခါ Verratti တက်တန်းထိုးတဲ့အခါဒီလိုပဲလိုက်ပေးနေရမှာပေါ့နော်အဲ့လိုမပေးဘူးပေါ့နော် Real Madrid ကကျန်တဲ့ချက်တွေကတော့ညှိကြပါတယ်အဓိကညှိမရတာအဲ့လက်မှတ်ထိုးခြင်းကိစ္စပေါ့နော်အဲ့ဒါOkra Pires ကလည်းမထွက်စေချင်ဘူးနီးပြဖြစ်တဲ့ Mourinho ကလည်း Vinicius ကိုမထွက်စေချင်ဘူးပေါ့နော်အဲ့အတွက်သူတို့ Vinicius ကိုနားလဲအောင်နားချဖို့တော့လိုတယ်ပေါ့နော်နောက်တစ်ခုက Arsenal ဘက်ကတော့ Vinicius ရဲ့အခြေအနေကိုအိန္ဒိယရစောင့်ကြည့်နေတယ်သူတို့ရရင်ခေါ်မယ်မရရင်မခေါ်ဘူးလောတဲ့အထက်မှာတော့မပါဘူး Arsenal ဗန်နာရေးအခြေအနေရ Vinicius ကိုခေါ်နိုင်လားဆိုတော့ခေါ်နိုင်တယ်ဒါပေမဲ့နည်းနည်းလေး financial structure ရ fair play ဖြစ်ဖို့တော့လိုတာပေါ့နော်အခုက rule တွေလည်းများတဲ့ခါကျတော့ Vinicius ကိုခေါ်မယ်ဆိုရင်တန်150လောက်ထိပေးရမယ်ပြီးရင်သူ့ရဲ့လာစာတွေပေးရမယ်မနစ်က Arsenal ဒေါ်လာ1 billion လောက်ထိဝင်ထားတာမှန်ပေမဲ့ဟိုလို financial balance မဖြစ်မှာပေါ့နော်ပြီးရင်ကစားသမားအရင်းမြစ်တွေ balance မဖြစ်ဘဲနဲ့လည်းအသင်းဟန်ချက်ပြတ်သွားမှာစိုးရိမ်နေပေါ့နော်ပြီးတော့ Arsenal အသင်းကတခြားလုပ်စရာတွေလည်းရှိသေးရပါတော့အခုကဗန်နာရေးချင်းနေတောင်းနေတာမှန်နေပေမဲ့ဒီ structure ကြီးခိုင်မာဖို့ဆိုရင်အကွင်းကိုလည်းဒီထက်ပိုပြီးထိုးချက်ရမယ်ဒါမှ long term အနေနဲ့စီးပွားရေးအင်အားလည်းပိုပြီးကောင်းလာမှာဖြစ်တယ်ပေါ့နော် Vinicius ကိုနောက်ထပ်မခေါ်စေချင်တဲ့အချက်ကတော့ကစားသမားရဲ့ attitude ပဲသူကပြဿနာအသေးဖွဲလေးတွေကစ sensitive ဖြစ်တယ်ပြီးရင်အသင်းရဲ့ဒီ family တိုက်လေးနည်းနည်းလေးပြပြသွားနိုင်တယ်ပေါ့နော်ပြီးတော့သူ့ကိုလာစာအများကြီးပေးပြီးခေါ်ထားတဲ့ထားကျန်တဲ့ကစားသမားတွေနဲ့လာစာ gap ကြီးကအရန်ကျယ်လွန်းနေလဲနည်းနည်းလေး short ရှိနိုင်တယ်ပေါ့နော်ပြီးတော့ Vinicius လာလို့ရှိရင်ကျောင်းတော့မှဘယ်လောက်ပေးမလဲအခုကျောင်းတော့မှ7ယူထားတဲ့ Saka ဆိုရင် world class ကစားသမားဖြစ်တယ်သူက Vinicius လာရင်သူအိမ်တွေရနေနေတာကို Vinicius ကိုနံပါတ်ကြီးပြန်လွှတ်ပြလို့ရမလား Vinicius ကရောတကယ်လို့သူကရောသဘောထားကြည့်ပေးနိုင်မှာမလား Vinicius လာလို့ရှိရင်advantages ဖြစ်မဲ့အရာတွေလည်းအများကြီးရှိတယ်ဒီသူရှင်လိုက်လို့ရှိရင်တခြား Premier League သူရောက်လာလို့ရှိရင်သူတခြား Premier League အသင်းတွေထက် Arsenal ကတော့image ပိုမြင့်သွားမှာပေါ့နော်ပြီးရင် sponsor ကြီးတွေဒီ Fly Emirates ဆိုတဲ့ဒီ sponsor တွေ 30% လောက်ထိကိုပို့ပြီးတိုးပြီးတော့ sponsor ကြီးတွေတောင်းလို့ရသွားပြီနောက်ကဂျာစီရောင်းအားတွေလည်းပို့ပြီးရလာမှာပေါ့နော်အဲ့ချက်တွေနဲ့တောင် Vinicius ကိုပြန်ပြီးလာစာပေးလို့ရပါတယ်advantage တွေတော့ရှိတာပေါ့နော်ဒါပေမဲ့ risk တွေလည်းရှိတယ်တကယ်လို့မလိုလားအပ်တဲ့ပြဿနာတွေရောက်လာပြီးမှဖြစ်သွားတယ်ဆိုရင်တော်တော်လေးတိုင်းပတ်သွားနိုင်တယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်ကတော့ Arsenal အသင်းကို Vinicius ကိုမလာစေချင်သေးဘူးနောက်နေ့အလွတ်နဲ့လာရဲဆိုရင်တော့သူ့ကိုပြောင်းရွှေ့ခြင်းများများလက်မှတ်ထိုးခြင်းများများပေးပြီးခေါ်လို့ရတယ်ဒါပေမဲ့ဒီနှစ်တော့သူ့ကိုဈေးအများကြီးပေးပြီးတော့မခေါ်စေချင်သေးဘူးဒီ Crystal Zolis နဲ့ပဲဆက်သွားစေချင်တယ် system ကြီးအားကောင်းနေလို့ရှိရင်အသင်းကတော့ကောင်းနေမှာပဲပေါ့နော်ကစားသမားတွေကအဲ့လို world class ကစားသမားကြီးတော့လာမရတော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းတခြားနေရာတွေဝင်ရပြီးအားကောင်းနေလို့ရှိရင်လက်ဝင်ရတယ်လောက်မသိတာအောင်ဒီတိုင်းလေးပဲဆက်ပြီးသွားစေချင်တယ်ဒီတိုင်းလေးလည်းဆက်သွားပြီးတော့ Arsenal အသင်းကောင်းနိုင်မယ်လို့လည်းထင်ပါတယ်